ဂွာဒီယိုလာအလွန်မန်စီးတီးနီးပြအဖြစ်တစ်ပြေးလာတဲ့ Enzo Maresca အားလုံးပဲမင်္ဂလာပါ 1-2 ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ဘက်ဂွာဒီယိုလာတယောက်ဒီအားဒီအကုန်မှာ Manchester City ကနေထွက်ခွာသွားနိုင်ခြင်းပိုများလာတာနဲ့အမျှအသင်းရဲ့နီးပြတဲ့နေရာအတွက် Enzo Maresca ဟာရေပန်းအစားဆုံးဖြစ်လာပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလကမှ Chelsea ကနေနှုတ်ထွက်ထားတဲ့ Maresca ဟာသူ့ရဲ့ဆရာဟောင်းဖြစ်သူဂွာဒီယိုလာရဲ့နေရာကိုအစားထိုးဖို့အတွက်အသင်းတာဝန်ရှိသူတွေနဲ့အပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေရှိနေပြီလို့သိရပါတယ်။ဂွာဒီယိုလာအနေနဲ့စာချုပ်သက်တမ်းတစ်နှစ်ကျန်နေသေးပေမဲ့10နှစ်ကြာတာဝန်ယူပြီးတဲ့နောက်မှာအနားယူဖို့ဆုံးဖြတ်လာနိုင်တာကြောင့်အသင်းဘက်ကကြိုတင်ပြင်ဆင်မှုတွေလုပ်နေတာပါ။ဒါပေမဲ့ Maresca ကိုခေါ်ယူဖို့အတွက်အခက်အခဲချို့တော့ရှိနေပါသေးတယ်။သူဟာ Chelsea နဲ့စာချုပ်သက်တမ်း3နှစ်ခွဲလောက်ကျန်ရှိနေတဲ့မှာရုတ်တရက်နှုတ်ထွက်ခဲ့တာကြောင့်စာချုပ်ပါအချက်အလက်တွေအရအဟန့်အတားတွေရှိနေနိုင်ပါတယ်။ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကတော့သူဟာ Chelsea မှာရှိနေချိန်ကတည်းကဂွာဒီယိုလာရဲ့နေရာကိုဆက်ခံဖို့အတွက်မန်စီးတီးတာဝန်ရှိသူတွေနဲ့လျှို့ဝှက်ဆွေးနွေးမှုတွေရှိခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့တာပါ။ဇန်နဝါရီလက Etihad ကွင်းမှာကစားခဲ့တဲ့ပွဲမတိုင်ခင်သူရုတ်တရက်နှုတ်ထွက်ခဲ့တာဟာလေဘောလုံးလောကကိုအတော်လေးအံ့အားသင့်စေခဲ့ပါတယ်။နီးပြဂွာဒီယိုလာကိုယ်တိုင်ကလည်း Maresca ကိုကမ္ဘာအကောင်းဆုံးနီးပြတွေကတယောက်လိုချီးကျူးထားပြီးသူတို့နှစ်ဦးကြားမှာရင်းနှီးတဲ့ဆက်ဆံရေးတွေရှိနေပါတယ်။ Maresca ဟာ2023ခုနှစ်မန်စီးတီးတို့ချန်ပီယံလိရရှိခဲ့စဉ်ကဂွာဒီယိုလာရဲ့လက်ထောက်နီးပြအဖြစ်တာဝန်ယူခဲ့သူဖြစ်ပြီးဂွာဒီယိုလာရဲ့ကစားဟန်ကိုအပြည့်အဝနားလည်ထားတဲ့သူပါအခုအခါမှာတော့မန်စီးတီးအသင်းရဲ့ဘောလုံးဒရိုက်တာဟျူဂိုဗီယန်နာကဂွာဒီယိုလာရဲ့အရိုက်အရာကိုဆက်ခံဖို့အတွက် Maresca ကိုအဓိကပြစ်မှတ်အဖြစ်သတ်မှတ်ထားလိုက်ပါတယ်မန်ချက်စတာစီးတီးဟာလက်ရှိမှာအာဆင်နယ်ကိုကြော်ဖြတ်ပြီးပရီးမီးယားလိဖလားကိုရယူနိုင်ဖို့ကြိုးစားနေတယ်လို့ပြည်တွင်းဖလားသုံးလုံးထရီဘယ်အောင်မြင်မှုကိုလည်းထပ်မံရယူနိုင်ခြင်းရှိနေပါတယ်ဂွာဒီယိုလာဟာအင်္ဂလန်ဘောလုံးလောကမှာရနိုင်တဲ့များစုဖလား16လုံးအထိရယူထားပြီးသားပါသူသာအနားယူသွားခဲ့ရင်သူ့နေရာကိုဆက်ခံမဲ့သူဟာ2013ခုနှစ်ကဆာအလက်စ်ဖာဂူဆန်ရဲ့နေရာကိုဆက်ခံခဲ့တဲ့ဒေးဗစ်မွိုက်စ်လိုကြီးမားတဲ့ PR မျိုးတွေရင်ဆိုင်ရပါလိမ့်မယ်။ဒါပေမဲ့ Maresca ဟာအသင်းရဲ့လူငယ်အသင်းနီးပြအဖြစ်လဲအောင်မြင်ခဲ့ဘူးသူဖြစ်တာကြောင့်အသင်းရဲ့အတွင်းရေးကိုကောင်းကောင်းသိထားတဲ့သူပါ။ Maresca ဟာ Chelsea ရဲ့ပထမဆုံးရာသီမှာတင် Conference League နဲ့ကမ္ဘာကလပ်ဖလားကိုရယူပေးနိုင်ခဲ့တဲ့အပြင်အသင်းကို Champions League ဝင်ခွင့်ရအောင်လဲစွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒုတိယမြောက်ရာသီမှာတော့အသင်းတာဝန်ရှိသူတွေနဲ့သဘောထားကွဲလွဲပြီးအငင်းပွားပွဲနှုတ်ထွက်ခဲ့တာပါ။သူရဲ့တင်ကြားပြသမှုတွေကို Chelsea ကစားသမားအများစုကသဘောကျနေကြပြီးအထူးသဖြင့် Enzo Fernandez နဲ့ Marco Cucurella တို့ကသူ့ကိုချီးကျူးစကားတွေကိုအထူးတလဲပြောကြားထားတာကိုတွေ့ရပါလိမ့်မယ်။လက်ရှိမှာတော့ Manchester City ဟာသူတို့ရဲ့ကွင်းလယ်ပိုင်းကိုအားဖြည့်ဖို့အတွက် Maresca ရဲ့တပည့်ဟောင်းဖြစ်သူ Enzo Fernandez ကိုပါမျက်စိကျနေပါတယ်။ Chelsea ဘက်ကလည်းအာဂျင်တီးနားခွင်းလယ်လူကိုရောင်းချဖို့ဆန္ဒရှိနေပေမဲ့ပြောင်းရွှေ့ခြင်းအများကြီးတောင်းဆိုသွားဖို့ရှိနေတာပါ။အကယ်၍ဂွာဒီယိုလာကတကယ်ထွက်ခွာသွားခဲ့မယ်ဆိုရင် Maresca ဟာသူရင်းနှီးပြီးသားဖြစ်တဲ့ Etihad ခွင်းကိုပြန်လာပြီး Man City ရဲ့ခေတ်တစ်ခုကိုဦးဆောင်ပုံဖော်သွားရတော့မှာပဲဖြစ်ပါတယ်။ဒီလိုသုံးသက်ချက်တွေကိုအမြဲတမ်းဆင်နိုင်ဖို့ 1-2 ကို like and follow လုပ်ထားပေးဖို့ပြောကြရင်အဆုံးသတ်ပါရစေ။ကျေးဇူးတင်ပါတယ်။